UFC Flyweight Champion ဘယ်လိုကြာကတော့သူ့ကို3ချီအတွင်းအလဲထိုးမယ်ဆိုတဲ့မြန်မာကျင်းဝဲကစားမဂျိုရှော့ပိုင်းရဲ့ဂျုံဝါပြောဆိုထားမှုကိုတုံ့ပြန်လာခဲ့ပြီးဖြစ်ပါတယ်။ဘန်ကပြီးခဲ့တဲ့အင်တာဗျူးမှာဘယ်လိုကြာနဲ့ပွဲနဲ့ပတ်သက်ပြီးအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။သူကပြိုင်ပွဲတော်တော်ရင်ကုန်စိတ်လှုပ်ရှားနေပြီပါပြီ။လေ့ကျင့်ရေးစီစဉ်နေအားလုံးလည်းပြီးလို့ပါပြီ။ဒီတစ်ပတ်ကတော့ပြင်းပြင်းထန်ထန်လေ့ကျင့်ရမယ့်ရဲတဲ့ပတ်ပါ။တချို့ fighter တွေပြုလုပ်တဲ့အမှားမျိုးမလုံးမိအောင်ကြိုတင်ပြင်ဆင်ထားပါတယ်။ကျွန်တော်ကတော့ကျွန်တော်ရဲ့အားသာချက်တွေကိုပဲပုံမကောင်းမွန်အောင်ပြင်ဆင်ထားရှိပါတယ်။အမျိုးမျိုးပြင်ဆင်ပြီးဆရာကြီးနဲ့အများကြီးလေးချင်းရင်ဆရာများသားတွေဖြစ်မှာဆိုလို့လောလောဆယ်ကျွန်တော်ကောင်းထဲမှာဘန်ဒိုဂျာကိုချင်းတိုးပြဖို့ကလွယ်ရင်ဘာမှမစင်စားထားပါဘူးအခုလိုချန်ပီယံခပတ်ကိုချင်းတိုးအတွင်းစိန်ခေါ်လာတဲ့ကလည်းဖျားသခင်ပြင်ဆင်ပေးလို့ဖြစ်ပါတယ်ပြိုင်ပွဲအတွက်စိန်ရောကိုပါကျွန်တော်ဘက်ကအစင်းလေးဖြစ်နေပါပြီဘယ်အချိန်မှာပွဲကိုအဆုံးသတ်ဖို့ပြည့်မဲ့ထားလဲဆိုရင်တော့တတိယအချိန်မှာလည်းထိုးသွားဖို့လည်းပြင်ဆင်ထားပါတယ်ဒါမှမဟုတ်တတိယအချိန်ကိုကြော်မယ်ဆိုရင်တော့တိတ်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါကျွန်တော်အနေနဲ့9ချိန်ထိကစားရမယ်ဆိုရင်လည်းအဆင်ပြေပါတယ်မြန်မာဆိုတာကဘာကသိစေရမယ်ပွဲမျိုးဖြစ်လာမှာပါမြန်မာကိုနာမည်တော်မခေါ်တဲ့နိုင်ငံတွေရှိပါတယ်ကျွန်တော်မြန်မာအတွက်ပွဲကစားသွားမှာပါဒီပွဲကကျွန်တော်ဘွားရဲ့အရေးကြီးဆုံးပွဲပါပဲကျွန်တော်မိသားစုဖျားเจ้าကတင်းဥဆရာပါလားအားပေးမှာပါကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးတော့ရှင်ပြိုင်သွားမှာပါလို့ဆိုတာခဲ့တာဖြစ်ပါတယ်ဗန်ရဲ့ဆိုတာစကားကိုခုဆိုရင်ဘန်ဒိုဂျာကတုံ့ပြန်ပြောဆိုလာခဲ့ပြီးဖြစ်ပါတယ်ဗန်ဒိုဂျာကသူ့အနေနဲ့ဗန်ကိုအချိန်မသေးချောင်းတေချာပြင်ဆင်ထားကြောင်းပါဆိုတာခဲ့တာဖြစ်ပါတယ်သူကဗန်ကိုကျွန်တော်လွယ်လေးကိုအချုပ်နဲ့နိုင်မယ်လို့ပြောခဲ့မိတာလားဒီလိုမပြောခဲ့သင့်ပါဘူးဗန်ဒီပွဲကကျွန်တော်တို့လွယ်မှာမဟုတ်ပါဘူးဒီပွဲကခက်ခဲတဲ့အစိန်ခေါ်မှုဖြစ်လို့ကျွန်တော်အတွက်လည်းအကောင်းဆုံးပြင်ဆင်ထားပါတယ်ဗန်ကကျွန်တော်ကို3ချီတင်အပြည့်ဖြစ်မယ်လို့ပြောထားတာလားကြိုသိရတော့ကောင်းတာပေါ့ကြိုပြင်ဆင်ထားလို့ရတာပေါ့ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်